choir ဆိုတဲ့အခါမှာ music sheet ကိုကြည့်တတ်မှပဲဆိုလို့ရတာလားဒါမှမဟုတ်အတန်နားထောင်ပြီးဆိုလို့ရလားနှစ်ခုရှိတယ်နံပါတ်1တစ်ခုကကိုက earring နဲ့ပဲနားထောင်ပြီးဆိုမယ်ဆိုလို့ရှင်တော့ရေတိုအတွက်အဆင်ပြေတယ်ရေရှည်မှာဆိုလို့ရှင်တချင်းကြီးတွေဆိုလို့ရှင်ကိုကမြန်လာပြီးမဆိုနိုင်တကယ်လို့ကိုက music sheet ကိုကြည့်တတ်တယ် notes ကြည့်တတ်ပြီးတော့မှဆိုတတ်တယ်ဆိုလို့ရှင်တော့ရေရှည်အတွက်အဆင်ပြေတယ်နောက်ဆိုတော့ကိုကြိုက်တဲ့အရာကိုရွေးချယ်ကိုကရေတိုအတွက်ပဲလားရေရှည်အတွက်ပဲလားတကယ်လို့ရေတိုအတွက်ပဲဆိုရင်တော့နားထောင်ပြီးဆိုလို့ရတယ်ရေရှည်အတွက်ဆိုရင်တော့ music sheet ကြည့်တတ်အောင်လို့သင်ယူပါဆိုတော့ဒီလိုမျိုး music note တွေကိုကြည့်ပြီးတော့မှအတန်ထွက်ဆိုတတ်ချင်တဲ့သူတွေအတွက် Harry ကိုရန်ကူညီပြီးဖွင့်ထားပေးတဲ့ Super Sight Singing Class ဒီ class ထဲမှာလာဆောင်လို့ရတယ်သင်တန်းကြီးအပြည့်က3သိန်းခွဲပဲဖြစ်တယ်ဒီ video screenshot လုပ်ပြီးတော့မှလာအပ်တဲ့နောက်ထပ်5ဦးအတွက်အထူးကြီး3,66000ကျပ်နဲ့ချက်ချင်းရရှိသွားပါမယ်အထူးကြီးအမိရချင်သူများ video screenshot လုပ်ပြီးတော့မှ page admin စီမှာတွားယူလိုက်ပါ class ထဲမှာပြန်ဆောင်ကြ